ခဲဆက်ပေါ့နော်မေးထားတဲ့ခါလေနော်ဆောင်းရရှောင်းရလေးပေါ့နော်ကျတော့ဒါခဲထားတဲ့ဟာပေါ့နော်ခဲထားတဲ့ဟာဒီမှာတစ်ချက်ကြည့်လိုက်နော်ဟိုမေးထားတဲ့ဟာကြီးကြီးပိုက်နဲ့ဟိုနဲ့တံပိုက်ပါညာပိုက်ကတော့အကုန်ပေါက်မှကြီးပဲပြပေါ့နော်ပေါက်မှကြီးပဲနော်ကြီးပိုက်လည်းကြီးပိုက်လေးရောက်ပဲတံပိုက်လည်းတံပိုက်လေးရောက်ပဲအကုန်လုံးကပြက်မှာဒီဟာမှာနော်အဲ့တော့ဒီမှာနောက်တစ်ခုဒီမှာစားဓာတ်ကရှိတယ်စားဓာတ်ရှိလို့ချင်းဒီမှာဗရာတိုင်ကြီးနော်ဒီဗရာတိုင်လေးနဲ့ဒီမှာဒီအလဲဆိုလဲရဒီဟိုရင်းဆိုလဲနဲသွားပြီပေါ့နော်စားဓာတ်ဒီဟာကတော့ပြောမဲ့ဆိုရင်ပေါ်နေတာကောင်းတာပေါ့နော်ဒီမှာကြည့်တာနော်ဒီမှာနော်ဒါဆိုစားဓာတ်များတဲ့ဟာပေါ့နော်ကျတော့စားဓာတ်ရော့သွားပြီဆိုရင်တော့မကောင်းတော့ဘူးနော်ဒီမှာဒီဟာဆိုရင်မကောင်းတော့ဘူးနော်ဒီလေလောက်ဆိုလည်းပြဿနာမရှိဘူးနော်ဒါကျွန်တော်ထပ်ထည့်တာဒီကောင်စားဟိုတဲ့လေးပိတ်တာထပ်ထည့်တာပေါ့နော်မကြသေးဘူးလေးပိတ်တာထပ်ထည့်တာပေါ့ကျတော့ကိုကတော့စားကိုတော့နည်းနည်းကြည့်ပေးရမှာနော်စားကိုနည်းနည်းကြည့်ပေးရမှာဟိုရင်ကျန်တော့ဘာမလို့ထိမ့်သိမ်းပြရတော့ဘာလို့ဆိုနောက်ပြီးတော့မီယာတစ်ချက်ကြည့်ရမှာပေါ့နော်ကျတော့ဒါရာတော့ဒါဟိုခဲတုကောင်းတော့ရာခဲသွားတာပေါ့နော်ဒီမှာတစ်ချက်ကြည့်လိုက်ခဲတုကောင်းတယ်ဆိုရင်တော့ဒီမှာဘေးမှာနော်ဒါခဲတုကောင်းတာပေါ့နော်နောက်ဘီပိုက်လေးမှာလည်းအမှရင်းကြီးလေးတွေးတယ်မလားမှာနော်ပိုက်လေးမှာရင်းကြီးလေးဟိုတဲ့ရေခဲလေးမှုန်လေးကတ်နေရပါတော့ဒီမှာဆိုလည်းအမှဒီမှာဒါရေခဲမှုန်လေးကတ်နေရပါတော့ဒါခဲကန်ကောင်းတာပေါ့နော်ခဲကန်ကောင်းတော့ခဲချိန်ကောင်းတာပေါ့နော်ကျတော့နောက်တစ်ခုကဘာအောင်ဆိုတော့ဒီမှာမူနဲ့ဘာလို့မခဲအောင်ဆိုတော့မူကကျတော့တားထိန်းသိမ်းရကျွန်တော်တို့ကအသစ်စားလို့တော့မသိဘူးမသိတော့ဘာဖြစ်တော့ဆိုတော့နော်ဟိုမထိန်းသိမ်းတာပေါ့နော်မထိန်းသိမ်းတတ်တဲ့အချိန်မှာကျတော့ဘာဖြစ်တော့ဆိုဒီမှာမိုးတွေကိုတစ်ချက်ကြည့်လိုက်နော်မိုးတွေကိုဒီမှာနော်ဒီမှာနော်အဲ့ဒါရမထိန်းသိမ်းတတ်တော့မှနော်အကုန်လုံးပြတ်သွားတာကြီးပဲဘာလို့နှစ်မိုးလုံးပြတ်တာစားပေါက်ပြီးတော့အဲ့ဒါဘယ်နှလားမှကျွန်တော်မသုံးလိုက်ရင်းတော့မကြည့်ဘူးပေါ့နော်ကျတော့ဘာအဲ့ဒီဟာကိုသုံးကျင်တယ်ဆိုရင်ဒါတော့ရေလေးစိမ်းမှပြန်ထည့်ပေါ့နော်ရေလေးစိမ်းစားရည်ထည့်တာဆိုတော့ရေလေးစိမ်းမှအဲ့ဒီဘန်းနေနော်ဘန်းနေရရေရှိခံကျင်လို့ရှင်ဘယ်လိုလုပ်အောင်မလို့ကျွန်တော်ပြမယ်ဒါဘာအောင်နော်ကျွန်တော် raw outside 3ဓာတ်တုတ်တယ်ပေါ့နော် raw outside 3ဓာတ်တုတ်တယ်နော်တပူးကို1100ရှိတယ်နော်ဒီကကြတော့9500နော်အဲ့ဒါဒီကကြတော့ရေရှိခံသွားရောနော်အတွင်းတော့စားမထိလေးနေပေါ့ဗျာဆယ်တဲ့အချိန်တတိတာပြီးရတဲ့တန်ရှင်းလို့ကျွန်တော်ကအဲ့ဒီဟိုနှစ်မိုးပြရတာဘာလို့ဆိုဟိုမသိသေးရပါတော့မသိသေးတဲ့အချိန်ကျတော့ဟိုကိုကနော်ပြုပြင်ထိန်းသိမ်းတာလည်းမသိဘူးနော်သိတဲ့အချိန်ကျတော့ဒီမှာ stay ကိုမနှမျောနဲ့နော် raw outside 3ဓာတ်တုတ်တပူးမှနော်ကွာတာတပူးမှ1100ပဲရှိတယ်ဒီမှုတ်သေးဘူးက9000 6000ပေါ့နော်ကျွန်တော်ဝယ်တော့9000အဲကြတော့ဒီမှာဒီလိုနော်ဒါတပူးလုံးကောင်တုတ်ထားတာနော်မှုတ်ထားတာနော် raw outside က3ဓာတ်တုတ်တယ် raw outside က3ဓာတ်ဒီစေးမှုတ်သေးဘူးကအကုန်တုတ်ထားတာဒါဆိုရင်ကျွန်တော်ရေရှည်ခံတော့နော်ဘာမှအခုချိန်ထိဘာမှမဖြစ်သေးဘူးကျွန်တော်လုံနေတယ်နော်အဲကြတော့ဒီမိုးထိမ့်သိမ့်တာဒီ user မိုးထိမ့်သိမ့်တာဒီမှာစေးမှာရောလိုက်လို့ရှင်ဘာဖြစ်လို့ဆိုရင်ခဏလေးနဲ့ပြတ်သွားတာတချို့ကကြတော့ဟိုဒီဆိုင်နေရတိတ်ပြီးမလုပ်ပြီးလိုက် raw outside လေးတစ်ထပ်နှစ်ထပ်ပေါ့နော်တကယ်တမ်းကျတော့အဲ့ raw outside ကမခံဘူးနော်မှုတ်သေးပြေးဒီမှာတုတ်သေးပြေးနော်စီသေးတစ်ခုခုတုတ်ပေါ့နော်ဒါကျွန်တော်တော့ဂျားရည်တယ်မို့လို့မှုတ်သေးနဲ့တုံလိုက်တာပေါ့နော်စီသေးဆိုလဲစီသေးထူထူလေးတာတုတ်နော်ဒါအဲ့ဆို3ရော်ပဲနော်ကျတော့နောက်ပြီးတန့်ရှင်းမပြင်းတဲ့ဒီထဲဟိုခဲနော်ရေခဲကြောင်းတွေပါလုပ်ပြီးတော့တန့်ကြီးဒီခါမှောက်တာနော်အများတန်းရှောင်းအောင်ထားဒီမိုးတမိုးက9000 8000ပေးရတာကျွန်တော်ကမတန်လို့ရှင်ဟိုမိုးဆိုကျွန်တော်ရင်းရှုံးတယ်ဘာလို့တော့မတိခင်မှာဖြစ်သွားတဲ့ဟာနော်နောက်ပြီးတော့ဒီမှာအဲ့စားဒါကျွန်တော်ဆိုလို့ရှင်ဒါတစ်နှစ်ပြည့်တော့မယ်နော်တစ်နှစ်ပြည့်ကိုနည်းနည်းပဲလို့တော့စားကျွန်တော်ဘလို့ဘယ်နှပိတ်တာပဲကုန်တော့အချိန်20မကုန်သေးဘူးနော်သူကရော့သွားတဲ့ဟာမဟုတ်ဘူးရှင်းလုံးပြတာထပ်ပြီးတော့ထည့်ရုံပဲဒါမဲ့အဲ့လိုကိုကဒီမှာထုတ်လိုက်တဲ့အချိန်ကျတော့ဒီလိုအမှရေကပါသွားတဲ့အချိန်မှာတော့နည်းနည်းဟိုရင်းဖြစ်တာပေါ့အမှပါသွားတဲ့ဟာပဲအဲကြောင့်ကျွန်တော်နော်တော်တော်ကြီးကြာမှာစားရည်နော်ဒီမှာတိုင်းနေဟာနဲ့ဒီတိုင်းနေဟာနဲ့တိုင်းလိုက်လို့ရတယ်ဟေးဆိုရင်မထည့်နဲ့နော်နည်းနည်းရော့တယ်ဟေးဆိုရင်ထည့်လိုက်ကျွန်တော်တို့ဒါလေးပိတ်တာထည့်တာဘာထည့်ရပြီးရင်ခဲချိန်လည်းကောင်းသွားပြီးတော့ AC ပဲနော်အဲကြတော့ဆောင်းရင်ကတော့အဲ့ဒါပဲဒီမိုးတတိတာမိုးကအရင်ရှုံးမယ်နော်ပြီးလို့ချင်းကြီးပိုက်ဒံပိုက်ကတော့ကျွန်တော်တို့ကြီးပိုက်ပဲတုံထားတာဖြစ်တဲ့အတွက်ဒါတော့ရှင်းဆုံးပြ3-4နှစ်ဆိုရင်တော့ပြတ်မှာပေါ့ဗျာဒါဟို
3 4နှစ်မဟုတ်သေးရင်တော့မပြတ်သေးဘူးပေါ့နော်3 4နှစ်ဆိုပြတ်မှာပဲဒါချင်းချင်းလေးပဲနော်နောက်တော့ဒီကောင်ဆိုကျွန်တော်စာပစ္စည်းဝင်လာဆို2ခါရှိသွားပြီဒီဆက်ဆိုစာပစ္စည်းဝင်လာ2ခါရှိသွားပြီနော်အဲကြတော့ဟိုမပြတ်ဘူးကတော့မရှိဘူးစက်ပစ္စည်းမှများပြတ်မယ်မီးအားကြောင့်မီးအားမငိမ့်တာဘာမငိမ့်တာညာမငိမ့်တာလည်းပြတ်မှာကျွန်တော်တို့ညဟိုမှာငါဒီမှာဒါတို့နော်ထည့်ထားတာပဲဒီမီးအားမြင့်သက်လောက်ထားတာပဲဒါမဲ့အငိမ့်တော့အော်တိုတော့ထားတာပဲဒါမဲ့အဲ့ဒါရှိတာပဲနော်အဲ့ဒါကတော့ဟိုငါဝယ်ထားပြီးမပြတ်ဘူးမထင်နဲ့ကျွန်တော်တို့ဒါတစ်နှစ်မပြည့်သေးဘူးနှစ်ခါပြတ်တာပဲနော်ကျတော့ဟိုထိသိမ်းတာတော့ဒီလို view site စိမ်းနေမိုးတိချာထိန်မိုးကရှုံးတယ်ဒီကောင်ကတော့တာကြီးမရှုံးဒါကတော့ဟိုတစ်နှစ်ဟိုတည်းနဲ့ရှိတဲ့အတွက်ဘာမှသိ view site ကြမလို့ granny ရရှိတယ်နော်တစ်နှစ် granny ရှိတဲ့အတွက်သူအကုန်ပြင်ပေးတယ်ဟိုကတာကြီး site ကြမလို့ဒီတစ်နှစ်ကျော်သွားမှလားနော်ပုံမှန်ကတော့ဒီတိုင်းကတော့ဖြစ်တော့ဖြစ်နေရပါလေနော်ဒါမဲ့လုံးတော့ဟိုအာမကန်ကောင်းကောင်းပြချာမေးအဲ့ရေခဲဒီသက်ဝယ်တဲ့ရှိမှာနော်အာမကန်ကောင်းကောင်းမေးနော်အဲ့ဒါကူပဲဂျန်နေကတော့မစင်သားနဲ့ဘာလို့ဒီကြီးပိုက်ဒီဓာပိုက်ဒီပဲဖြစ်ပေါက်ချိန်မှာပေါက်မှာဒီအခုကျွန်တော်ကြီးပိုက်ဒီလဲအခုတစ်နှစ်နှစ်နှစ်သုံးနှစ်လောက်ဆိုရင်ပြတ်မှာပဲအဲ့ဒါတော့တွေ့တာဆက်ပြစ်ပြီးတော့မပြတ်ဘဲမနေဘူးဒါပေမဲ့ကိုကဂိမ်းသားမှာဒီလိုပဲနော်ဒီဆက်ကတော့သူကအော်တိုသွားနေမှာပဲအဲ့ကြတော့ဒီမိုးတစ်ချက်ပြဆိုင်အရင်ကြည့်အောင်ပြောတာနောက်ပြီးစားတာအယူဆိုင်ကြလို့ဒီမှာစားတိုင်းနဲ့ဟာတယ်ဝယ်ထားလိုက်အားဆိုပြီးပြီကျန်တာဘာကိုကကြီးဆိုင်ကြမလို့မီးလာရင်မောင်းထည့်ပြီးတာမီးလာရင်မောင်းထည့်ပြီးတာအခုဆိုမောင်းထည့်ပြီးတာဒီမှာကြည့်ပါလားရေခဲတုံးဆောင်တက်နေမှာကြည့်တာနော်အဲ့ကြတော့ဘာမှကြီးဆိုင်ကြမလို့နော်ကျန်တာကတော့ကိုကိုလုံးနိုင်တယ်လို့လုံးနိုင်တယ်လို့လားနော်အဲ့ကြတော့အားလုံးပဲမြင်သာမယ်လို့တော့ထင်တယ်နော်လုံးချင်တယ်တနိုင်ပိုင်းလုံးချင်တယ်တွေ့ချင်တယ်ဆိုတော့ပြောအောင်မယ်ဒီအသေးတွေကမီးစက်နဲ့လုံးဝမရဘူးမီးစက်နဲ့မကိုက်ဘူးနော်ဘာလို့ဒါကျွန်တော်နှစ်ပန်းမျောပေါ့နော်နှစ်ပန်းမျောလေးပန်းမျောပဲပြည့်မကိုက်ဘူးမီးစက်နဲ့လုံးမယ်ဆိုရင်အခုတစ်ခါတည်းပြည်ပြီးလိုက်တာရှုံးမှာဘာလို့သူခဲနေရ3နိုင်နဲ့3နိုင်ခွဲကြားမှရှိတယ်နော်3နိုင်နဲ့3နိုင်ခွဲကြားမှရှိတယ်အဲ့ဒါတော့မှ8ထုတ်ပဲထွက်တာဒါကျွန်တော်2လီတာထုတ်တယ်ဒီကောင်ကြီးဒါ2လီတာထုတ်တယ်နော်တပေါင်ထုတ်က900ပဲရှိတယ်အဲကြောင့်ကျွန်တော်က3ပေါင်ပေါ့3ပေါင်နည်းနည်းကြော်ကြော်ပေါ့နော်3ပေါင်နည်းနည်းကြော်ကြော်အဲကြောင့်တော့မီးစက်နဲ့ခဲရင်ဒီအသေးတွေကမကိုက်ပါဘူးတစ်ခါပြောလိုက်တာဒါပေမဲ့ကိုမငွေပေါ်နေဆိုရင်တော့လုံးနော်သူကမီးစက်ကများဆက်ကြီးတွေကိုက်ပြီပေါ့နော်ဆက်ကြီးတာတော့မှတော်တော်တွက်ယူရမှာနော်အဲဆက်သေးတွေဆိုလို့ချင်းမကိုက်ဘူး220တွေမကိုက်ဘူး400အထက်မှာနော်400အထက်မှာဒါကကျွန်တော်က220နော်အဲကြောင့်400အထက်ဆိုရင်တော့မီးစက်နဲ့ကိုက်လိမ့်နော်ဒါတော့မှအဲ့ဒါကျွန်တော်စောနာပြောသလိုအဲ့ဒါကြီးမတက်မှာနော်နောက်ပြီးတော့ဆက်များရှိမှာဟောမီးစက်ကဒါတိုင်းတိုးထားရမှာလေမူစီသေးတွေနဲ့နော်မီးမလာတာတွေနဲ့ဆိုလို့ချင်းမီးစက်ကတော့မကိုက်ပါဘူးနော်အာတစ်ခါထည့်ပြောလိုက်တာကျွန်တော်အားလုံးပဲမြင်လာမယ်လို့ထင်တယ်အာမကန်ကောင်းကောင်းရှာပါပိရှာမေးပါဆိုင်အဲဝယ်တဲ့ဆိုင်ရဲ့အာမကန်နောက်ပြီးတော့ပိရှာမေးပါအာမကန်ပိရှာမေးပါအာမကန်ဟိုမကောင်းတဲ့ဆိုင်ကြီးလုံးဝမွေပါနဲ့ဈေးရှိုးတယ်ဆိုပြီးတော့မွေပါနဲ့နော်ဟိုကဈေးသက်သာတဲ့ဒီကဟိုတဲ့အဲ့ဒါသွားမလိုက်နဲ့ညာအာမခံကိုပြချာမေးအာမခံဟိုတဲ့ပေါ့နော်တကယ်လက်တွေ့အာမခံတော့ဘာသာကချွတ်ချွတ်ဝေအောင်စာရွက်ထဲအာမခံလို့သွားမလုံးနဲ့နော်အဲ့ကူတတိတာကျတော့အားလုံးပဲမြင်သာတော့ပြီးတော့ထင်တယ်နော်အားလုံးပဲစင်ပြေကြပါလိမ့်မယ်နော်